Okay. screen share လိုက်ပြီညီလေးမြင်ရလားနော်မြင်ရတာကိုokay ဆိုတော့ကျွန်တော် Microsoft ကစာမယ် Rambo 1 watt ဆိုတော့မြန်မာလိုဖြစ်နော်1 watt ဆိုတော့ကျွန်တော်ဟိုနေ့က insert ဘိုင်းပေါ့နော်ဒီမှာတစ်ခါလေးမှာဒီ Microsoft ကနောက်ပိုင်းဟိုတွေမှာဒါလေးတွေတတိထားပေါ့ဘာလဲဆိုရင် recovery unsafe လုပ်လို့ရတယ်တစ်ခါလေးမှာကိုတော့ file တွေဘာတွေဖွင့်ရင်းနဲ့ရုပ်ရည်ရဲ့ကွန်ပျူတာကိုဆက်ပိတ်လိုက်တာမျိုးဆိုရင်အဲ့ဒီ file ကိုသူက recover လုပ်ထားရလို့ပြောချင်တယ်နော်ခဏတင်ထားရလုံးဝပြတ်မသွားဟုတ်ဒီမှာနောက်ပိုင်း version တွေမှာရအရင် version တွေမှာအဲ့လိုမျိုးမရအဲ့တော့အဲ့ဒီက save နေလိုက်ရင်လွန်ခဲ့တဲ့ပြီးခဲ့တဲ့နောက်ဆုံးသုံးခဲ့တဲ့ file ဘာ file ဖြစ်မဲ့တော့မသိဘူးအဲ့ဒီ file ကိုလိုပြန်ယူလို့ရမှာဒီမှာ DOC3 လို့ခေါ်တယ် document 3ပေါ့ဒီ wire ရဲ့ default document တိုင်းနဲ့တော့တာဒီမှာ document နဲ့မှာ DOC3 ဆိုပြီးတော့ file လေးတော့ save ပေးလိုက်တယ်ပေါ့နော်အဲ့ဒါဘာ file ဖြစ်မလဲတော့မသိကြည့်ချင်ကိုလိုပြန်ပြီးဖွင့်ကြည့်လိုက်မယ်ဒီနောက်ဆုံး DOC3 ဆိုတာလေနော် recent file ထဲမှာရှိတယ်ဒါပေမဲ့ဒီမှာဘာမှတော့လည်းရေးထားတာတော့မတွေ့ရ0 1 H110 ဟိုဆိုတော့စကလုံးမရှိသေးဘူးပေါ့နော်ဟုတ်ပြီအဓိကတော့အဲ့ဒီ file ရှိတဲ့ name လေးလည်းကိုလိုတစ်ချက်ပြောချင်တာပေါ့နော်ဒီမှာဆိုရင်ဆွမ်းနာက DOC3 ဆိုပြီးတော့ PC ကနေတက်ခေါက်ပြီးတဲ့ format လေး file name လေးရသွားတယ်တကယ်လို့ကိုလို control n ဆိုပြီးနောက်ထပ် new ခေါ်လိုက်တယ်နော် shortcut နဲ့ control n ဆိုတော့အဲ့ DOC3 ကတကယ်တော့ तू ကငါတို့ပေးတာတော့ DOC3 ကွန်ပျူတာရဲ့စနစ်အရာကျတော့ပထမဆုံးဖွင့်လိုက်တဲ့ file ဒီ file name မရှိရင်အဲ့ဒါကို document 1လို့ပြောတာတစ်ခါဖွင့်တဲ့ file ဒီ document 1ဒုတိယတစ်ခါဖွင့်တဲ့ file ဒီ document 2ပေါ့နာမည်ရှိရင်တော့ရှိတယ်ရှိရင်တော့ကွန်ပျူတာစနစ်အရာဆို document 2လို့တောင်းညီလေးအဲ့ဒီ file ကိုဆွမ်းနာလို့အရင်တော့ပြောရဲငါတို့ဒီ word file တစ်ခုစတင်တိစောက်ပြီဆိုရင်၄ယောက်ထည့်ရနေပြီးတော့ဘာတွေလုပ်လဲဆိုရင်သူ့ရဲ့စာရွက် site ရေးမယ် A4 လားနော်စာရွက် site လားနောက်ပြီးတော့ဒီစာရွက်ကိုဘယ်လိုမျိုးနဲ့ထားပြီးရိုက်ချင်တာလဲပေါ့ portrait နဲ့ landscape ဆိုတော့တောင်းလိုက်လားလဲလိုက်လားဆိုတော့နော် portrait ဒီကတော့တောင်းလိုက် landscape ဆိုရင်စာရွက်ကအလဲလိုက်ဖြစ်မယ်အဲ့တော့အဲ့ဒီအနေထားမျိုးချိန်နေပြီးရင် margin ချိန်မယ် margin ဒီ normal တစ်လက်မှပတ်လဲပေါ့နော် margin မြင်တာအောင်ကြည့်မတင် cross line ကိုဖွင့်ဒီဘေးပတ်လဲတစ်လက်မှထားတယ်အဲ့လိုတွေထားပြီးfile တွေဘာတွေစာတွေမရေးခင်မှာတော့ဒီ file ကိုမပြတ်ဟိုဖြစ်သွားအောင်တခါတည်းဘာလုပ်လဲဆို save ရတယ်နော်ဒါကိုဘာနာမည်နဲ့ပြောအဲ့တော့ file ကိုသွားပြီးတော့ကိုဒီမှာ save ပေါ့နော် shortcut နဲ့မယ်ဆို control ဒီ file နဲ့ကနေဝင်ပြီး save နေလေရလို့ဒီပေါ်နဖူးစည်းလေးမှာလည်းရှိတယ်နဖူးစည်းထိတ်ဆုံးမှာအဲ့ဒီကောင်ကိုတော့ quick access toolbar လို့ခေါ်တာနော်အဲ့ screenshot အနေနဲ့ပြောမယ်ဆိုရင် command s okay နော်ဒီဘာလေးကိုပြောချင်တာပေါ့နော်ဒီဘာလေးကိုပြောချင်တယ်အဲ့ဒီဘာကဘာလို့ပြောလဲဆိုရင် quick access toolbar နော် scroll line လေးကိုကိုခဏပြန်ပေးလိုက်မယ်ဒီမှာဒီ pattern လေးဒီဘာလဲဆို save pattern လေးနော်ဆက် save pattern လေးဒီကောင်ဒီဒါဒီငါတို့က save pattern လို့ခေါ်တယ်တကယ်တော့နော်အဲ့တော့ word test တစ်ခုကနေပြီးတော့စာလေးတစ်ခုရေးပေးမယ် save pattern နော်နောက်တစ်ခုဒီဘက်ကကောင်လေးနော်ဒီကောင်လေးကြတော့ကိုတို့ဘာလို့ခေါ်လဲဆိုရင်သူ့ကိုငါတို့က undo လို့ခေါ်တယ် undo undo နော်ဟုတ်အဲ့တော့ do ကလောက်တာ undo ဆိုတာမလုပ်ဘူးပေါ့ကွာလုပ်တဲ့အရာတွေကိုပြန်မလုပ်ချင်ဘူးဆို undo နှိပ်တာတပေါ့နော်control z ဆိုတော့ shortcut အနေနဲ့ဆိုသူ့ရဲ့နောက်မှာတို့တွဲရင် control z ဆိုအဲ့ရ CTR နဲ့အပေါင်း control z လုံးပိတ်ဒီမှာ format ကအရှိဖြစ် control z ဒီကောင်စစ်အဲ့တော့ဆောင်းနာကဒီ pattern ကနေစစ်ဒါကိုသူ့ရဲ့နာမည်နာမတကယ်တမ်းခေါ်မယ်ဆိုတော့ဘာလို့ခေါ်လဲဆိုရင် quick access toolbar လို့ခေါ်တယ်ဒါလေးတစ်ချက် control plus quick access undo toolbar ကိုယ့်ရဲ့ set toolbar လို့ခေါ်တယ်အဲ့တော့ဒီကောင်ကြီးကအဲ့ဒီ toolbar ထဲမှာပဲငါတို့ကတီးနဲ့ customize လုပ်လို့ရတယ်ဒီမှာတွေ့လာတီးနောက်မှာ document to ဆိုပြီးသူ့ရဲ့ name လေးတက်ပြထားတယ်နော်အဲ့ဒါဒီငါတို့က computer စနစ်ရတစ်ခေါက်ပေးတာအဲ့ဒီနာမည်နာမပါကိုတို့ကြိုက်တဲ့ဟာပါဘာလို့ရမလဲဆိုပြောင်းအောင်နော်အဲ့ဒီနာမည်လေးကိုငါတို့ကြိုက်တဲ့နာမည်ရအောင်ဒါဒီ system ကနေပေးတဲ့ system name လို့ပြောလို့ရ system ကနေပြီးတော့ file name ပေါ့တကယ်တော့နော် file name
ဆိုတော့ဒီဘက်ကမြားလေးကျတော့ဘာလဲခေါ်အဲ့ရလေးတစ်ချက်ရှိတယ်ဒီကောင်လေးကျတော့ငါတို့ကသူ့ကို redo လို့ခေါ်တာဒီ pattern လေးနည်းနည်းလေးဆွဲလိုက်အောင်နော်ဒါဟုတ်ကြတော့ကိုတော့ redo အဲ့သူ့ရဲ့ shortcut ကျတော့ control y နော် control y ဒီမှာတော့ကိုတော့စလုံးအကြည့်ရေးတာတကယ်တော့အသေးကြီးမလို့ပါနော်ပြန်နာမရှိ control y ဒီကောင် control z system file name save လုပ်တယ်နော်အဲ့တော့ဒီမှာ auto save ဆိုတဲ့ function လေးပါပါတယ်ဒါလေးပါညီလေးအော့ကို on ထားလို့ရတယ်အဲ့တော့ file တွေတော့ဘာလို့လဲဆို auto သိမ်းတာပေါ့နော်နေရာတစ်ခုမှာတည်တံ့တက်မှတ်ပြီးသိမ်းသွားတယ်ဒါပေမဲ့လို့ကောက်လာဆိုတော့ name မပါတဲ့အတွက်ဘာ file တွေမှရှာဖို့ခက်လိုက်တယ်နော် file နာမည်အဲ့တော့အကောင်းဆုံးတော့ဒါကြီးကတော့မလိုဘူးဆိုစနစ်မကြဘူးပေါ့နော်တချို့ software တွေမှာလည်းမပါတဲ့အတွက် file တစ်ခုတိစောက်ပြရတယ်အခုလိုပဲငါတို့ဒီ quick set to bar နေပဲဖြစ်ဖြစ် file ရနေ save ပဲဖြစ်ဖြစ် save ပါအရင်ဆုံးသိမ်းပါဒီ document တူဒီတကယ်ကောင်းတဲ့အနေထားလားဆိုကိုလက်ရှိလုပ်နေတဲ့ကောင်းနေတဲ့အနေထားမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့ဒီမှာရှိတယ်ဒီများလေးရှိတယ်ဒါလေးဒီငါတို့ဘာလို့တက်များလေးလဲဆိုရင် more option များလို့ခေါ်လို့ရတယ်နော်ဒီများလေးကိုပြောချင်တာအဲ့ကောင်မဟုတ်ပေါ့ကွန်ပျူတာစနစ်မှာအဲ့ဒီကောင်လေးအရင်ရေးပါတယ်နေရာတိုင်းမှာရှိတယ်နော်တချို့နေရာတွေမှာကျတော့ကိုတို့ကဒီအပေါ်က3ပါးမပေါ့3ကန်တော့ဒီအခွက်ကလေးပဲအဲ့ဒါဘယ်ပဲလဲညာပဲလဲကြိုက်တဲ့ဘက်ကိုလည်းအပေါ်လက်ရည်လဲရှိတယ်ဒါပေမဲ့များတော့အဖြစ်တော့အောက်နဲ့ညာဘက်ပဲသွားတယ်ဒီအောက်တဲ့နဲ့ညာဘက်အဲ့ကောင်တွေကသူကကျတော့ function ရှိတဲ့ function တွေကိုဖွက်ထားတဲ့ကောင်တွေကြံနေတယ်ဆိုပြီးပြတယ်နော်အဲ့တော့သူက more option ပေါ့နောက်ထပ်ရှိရလို့ခေါ်တာ more option မော့ရှင်နော်အဲ့ဒီထက်မှညီကလိုချင်တဲ့ function တွေအများလိုက်ရှာတယ်အဲ့ဒါကျန်တာတွေကတော့ကိုတို့ကလွယ်ကူသုံးများတဲ့ကောင်လေးကိုရုပ်ရည်ရဲ့ရှေ့မှာပြပေးထားတယ်ဒါပေမဲ့သူကကျတော့မလုပ်ပေးထားလဲဆိုရင်အဲ့ဒီထက်မှဖွက်ထားတဲ့အရာတွေရှိတယ်ဆိုတော့ဒီမှာသွားကြည့်အောင်မော့ဒီတူပြောတဲ့ဒီကောင်လေးကိုကိုတို့နှိပ်ကြည့်နှိပ်လိုက်တော့ဒီမှာ function တွေအများကြီးပဲလေနော်ရှာ format နော်ဒီမှာငါတို့ bracket ထဲနေသွားပြီးတော့သူတို့လို့ဒီပုံလေးပေါ့နော်ဆိုတော့ဘယ်ကနေရလာတာလဲဆိုရင်ဒီကောင်လေးနှိပ်ပြီးတော့ဒါလေးရလာတာနော်မော့ရှင်ဒီကနေပြီးဒါလေးနှိပ်လိုက်တဲ့ဒီမှာ more option ဆိုပြီးထပ်ပြီးတော့ရလာတယ်အဲ့ဒီမှာဘာလဲဆိုဒီမှာ automatically save လုပ်မှာမျိုးတွေတို့နော်နောက်ပြီးတော့ file တစ်ခေါ်တဲ့ new တွေ open တွေ email တွေ quick point တွေ editor F7 read aloud တွေအများကြီးပဲနော် read aloud ကတော့အသုံးဝင်တယ်ဘာလဲဆိုကိုရေးထိုက်တဲ့အင်္ဂလိပ်စာတွေကိုငါတို့ကအင်္ဂလိပ်စာမှမဟုတ်ဘူးတရုတ်စာလည်းရတယ်မြန်မာစာမဟုတ်တဲ့ကျွန်တော်ဘယ်ဘာသာပဲဖြစ်အဲ့ဒီကောင်နှိပ်ပြီးတော့ reading လုပ်ပြီးတာဖတ်ပြီးတာညီဦးမှာစာရေးရမှာဖတ်ရမှာပြည့်နေဆိုရင်ရေးပြီးသားစာတွေကိုသူ့ဖွင့်ထားပြီးတော့20နဲ့နားထောင်နေကြတယ်ဒီမှာ dot တွေပဲ touch mode mouse comment နဲ့ဒီမှာ comment တွေရှိတယ်အဲ့တော့လက်တွေ့သွားကြည့်အောင်ပေါ့အဲ့ဒီထက်နေဘာလို့ဖွင့်လို့ရလဲဒီမှာညီမြင်ရတဲ့ icon လေးတွေတစ်ခုနှစ်ခုသုံးခု၄ခု၅ခုပဲပြောလို့ရတယ်အဲ့တော့ငါတို့ဒီမှာထပ်တိုးခြင်းနဲ့ file တစ်ခေါ်ဖို့နေယူထားမယ်ဆိုရင်နေယူနေလိုက်မယ်ဟောဒီမှာတစ်ခုထပ်တိုးလိုက်ဟုတ်ပြီနော်နေယူနေလိုက်တာနဲ့ဒီဘက်မှာနေယူ control file document တစ်ခုထပ်ပေါ်လာတယ် email နေလိုက်မယ်ဒါဆို email button လေးထပ်ပေါ်လာမယ်နောက်တစ်ခုဒီမှာ read aloud ဆိုရလေးဒါဆိုရင် e ပုံစံလေးစကားပြောတဲ့ပုံစံလေးပေါ်လာအဲ့တော့ဒါလေးတွေက customize လို့ပြောတာဖြစ်တဲ့အတွက်နော်ကိုယ့်ရဲ့ set to bar customize လုပ်လို့ရတယ်ကိုစိတ်တိုင်းကြပြန်ပြီးတော့လုပ်လို့ရတဲ့သဘောပေါ့နော် customize ကိုယ့်ရဲ့ set to bar အဲ့တော့မကြိုက်လို့ပိတ်မယ်ဆိုလဲဒီ automatic save ဆိုတာကြီးလည်းမကြိုက်ဘူးဆိုတာပိတ်လိုက်လို့ရတယ်ဒါဆိုဒီရှိမှာမပေါ်တော့နောက်ပြီး email လည်းမလို့ပိတ်မယ်ဆိုပိတ်လို့ရတယ် read aloud လည်းမလို့ပိတ်မယ်ဆိုပိတ်လို့ရတယ် undo redo တော့လိုတယ်ပေါ့နော်နောက် dot table ဆွဲမယ်ဆိုရင် table dot design ဆွဲတဲ့ကောင်အဲ့တော့ insert တစ်ထက်ကိုသွားနေစရာမလိုဘဲနဲ့တွက်နေပြီးတော့အလွယ်တကူအသုံးချပြီးဆွဲလို့ရတာအဲ့လိုမျိုးအလွယ်တကူလုပ်လို့ရအောင်ကိုယ့်ရဲ့ set to bar ဟာရှေ့မှာဘာလို့ပေးထားလဲဆိုတော့ဖွင့်ပေးထားတာပေါ့တကယ်တော့လေနော် dot table ကြီးပြန်ပေးโอเคအဲ့ဆိုရင်ကိုတို့ကဒီဒါလေးကြံခဲ့လို့ပြန်ပြောပြတာပေါ့နော်ဖိုင်လေးနာမည်ပြီးတော့မယ်စိတော့မယ်ဆိုတော့ဆောနာဒီ save button လေးနှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီကွန်ပျူတာကြီးရဲ့အခန်းကြီးရောက်သွားပြီအဲ့တော့အခန်းကြီးမှာအများကြီးပေါ့နော်ဒီဘက်ကအဖျားဆုံး column ဒီဘက်မှာဒုတိယ column တတိယ column 3ကိုကိုတို့ရှိနော်အဲ့တော့သူက name တွေမှာရှိတယ်ဒီကဒီ document 2ရဲ့အောက်မှာရှိတဲ့ file ထဲမှာရှိတဲ့ function တွေလို့ပြောချင်တာတက်တယ်ဒီကောင်ကျ save as ပေါ့နော်ဒီသိမ့်မဲ့တနည်းအားဖြင့် location main location တွေ share option ဒီဘက်မှာကျတော့ကိုတို့ဘာတွေလဲဆိုရင်ဒီ file တွေကိုတက် date တိုင်းတွေနဲ့ခွဲထားတာပေါ့လွင်ခဲ့တဲ့အဘက်ကနော် last week order file တွေလားဘယ်ထက်မှလားဘာလားဆိုပြီးဒီမှာအများကြီးရှိတယ်အဲ့တော့ကိုတို့ကတော့ let's တလောတော့ဒီမှာ today တဲ့ဒီနေ့သုံးတဲ့ file ရှိတယ်ဒါဒီအပိုင်းကိုသွားကြည့်လို့မရဘူးဒါပြန်ဖွင့်တဲ့ချိန်မှာပဲ reset ဘယ်လောက်ရှိလဲကြည့်တဲ့တဘောဆိုတော့ကိုက
ဒီဘက်မှာ OneDrive မှာသိမ်းမလားနော် OneDrive မှာသိမ်းမလားဆို OneDrive က Microsoft မှာရှိတဲ့ Drive server ကြီးပြောတယ်နော် Microsoft Google Drive လို့မျိုးပေါ့နော် Google Drive တို့ OneDrive တို့အတူတူပါပဲအဲ့တော့သူ့ရဲ့ account တွေလိုမယ်ညီလေးမှာဝယ်ထားတဲ့ storage တွေ server တွေရှိဖို့လိုတယ်ဒီဟာကိုသွားသိမ်းမယ်ဆိုရင်တော့အားတာချက်နှစ်ခုရှိတယ်မင်းကွန်ပျူတာကြီးပြတ်သွားအောင်တော့မှ file တွေကတော့သူ့ရဲ့ server မှာအချိန်မီယူလို့ရမယ်ဒါပေမဲ့ကို့မှာတော့ internet ရှိဖို့လိုတယ်ပေါ့တို့တော့လည်းပဲနိုင်ငံခြားမှာတော့ပြတ်တာမရှိဘူးကိုတို့မြန်မာပြည်မှာကျတော့ internet လိုင်းမရတဲ့အချိန်မှာအဲ့ဒီ file ကိုပြန်ပြီးဖွင့်ကျင်တဲ့စိန်ကြရင်ပြန်ပြီးထောင်းဖို့နေတော့တိုင်ပတ်ဖွင့်လို့မရတော့ဘူးနော်အဲ့တော့ကွန်ပျူတာ offline မှာတင်ထားတော့မလွယ်ကူဘူးခုနလိုမျိုး file တော့စိတ်ချရတယ်ပေါ့ပြတ်သွားလဲကွန်ပျူတာပြတ်သွားလဲတို့ server မှာရှိနေမှာဒါပေမဲ့ကိုလိုချင်တဲ့အချိန်တိုင်းယူလို့ internet မရှိမရဘူးပေါ့နောက်တစ်ခု share နော်ဒါလေးလဲ sign လို့တယ် PDF file တွေ Word document file တွေကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုမလုပ်မှလဲဆို share တဲ့အပိုင်းအဲ့ဒီပိုင်းလဲမလို့တော့ထားလိုက်အောင်မယ်ဆိုတော့အခုတို့ကဘယ်တွေနေလဲဆို save တွေနေသွားတာနော်ဒါလေးကိုနှိပ်လိုက်မယ်အဲ့တော့ copy link ဒါလေးလည်းပြောကြလို့ this PC တဲ့ဘယ်မှာတော့ဒီကွန်ပျူတာရင်းနေသိမ်းမယ်ဆိုရတယ်အဲ့တော့ဒီကွန်ပျူတာထဲမှာရှိတဲ့အခန်းတွေပေါ့နော်ဒီမှာ folder တွေ new folder formula ဘာညာတွေဒါပေမဲ့အဲ့ဒါတွေကလည်းဘာလဲဆိုဘယ်အခန်းရဲ့လို့သိကြမှာလဲကွန်ပျူတာထဲမှာရှိတဲ့ document အောက်မှာရှိတဲ့ကျွန်တော်သိတဲ့ storage ကြီးတက်ကွန်ပျူတာရဲ့အခန်းကြီးကိုလုံးဝရောက်သွားခြင်းဆိုဒီ VROWC browse ဆိုလေးနဲ့ဒါလေးနေလိုက်ဒါလေးနေမှာဒီမှာဘောက်လေးတစ်ခုထပ်ကြတယ်ဒါဒီညီလေးရဲ့ကွန်ပျူတာအခန်းပေါ့အဲ့မှာတေချောင်းသွားခြင်းဒီ PC ကိုနေလိုက်မယ်ဆိုရင်ဒီမှာ local C လားဒီလားဆိုတော့အဲ့တော့ကွန်ပျူတာထဲမှာရှိတဲ့ data အခန်းတွေကိုသွားပြီးသိမ်းမယ်ဒါဒီ main အခန်းပေါ့နော် Windows ကြီးနဲ့ကိုယ့်ရဲ့ data ဘိုင်းအဲ့တော့ Windows ဘိုင်းတွေမှာတော့ software development ဖြစ်တဲ့အတွက် file တွေကိုမသိမ်းသိချင်ဘူးဖြစ်နိုင်ရင်ဒီ data ထဲမှာပဲသွားသိမ်းသိချင်တယ်ငကို head တွေတော့ဆိုကိုတော့အကြောင်းရင်းကြောင့် Windows တွေပြတ်သွားလဲဆိုရင် file တွေကိုပြန် recover ယူလို့ရတာဒီအပိုင်းသိကြတယ် Windows ဘိုင်းရင်သွားပြီးတော့ Windows system ပြတ်သွားရင်အကုန်ပြတ်ပါသွားမှာပေါ့ဆိုတော့အဲ့လက်ချက်ရှိတယ်ပေါ့အဲ့တော့ဒီမှာသွားသိမ်းမလားဒါမှမဟုတ်ရင်လည်းဒီဘက်မှာဒါတွေကတော့ C အောက်မှာပဲရှိတာဒီဗီဒီယိုတို့ desktop တွေတို့ music တွေတို့ download library တော်တော်များများဒီအများစုအကုန်လုံးဒီကိုတို့ C ရဲ့အောက်ကဟောင်းတွေပဲ system C ရဲ့ Windows C ရဲ့အောက်က file အဲ့ဒါကိုရှေ့ကိုဖယ်ပြီးပြထားတယ်ကွာအဲ့တော့အခုရဲ့သဘောအရ data တွေကိုပဲသွားသိမ်းမယ် data တွေကိုသွားသိမ်းပြီးတော့ငါတို့ဒါပါလဲဖိုလာလေးတစ်ခုပေးကြည့်မယ်ဒါကအခုနဲ့မင်းနဲ့စာတင်တဲ့တင်ခန်းစာအပိုင်းဒါမှမဟုတ်လို့ဆိုတော့ငါတို့ကဒီမှာ teaching ပေါ့ teaching က Microsoft ကသင်ကြားခြင်းအပိုင်းဆိုအဲ့ထက်ကိုသွားမယ်အဲ့ထက်မှဟိုမှာညီလေးနာမည်နဲ့ပေါ့သဘောတစ်ခုဒါညီလေးနဲ့တင်ထားတဲ့ဟာဆိုတော့ဒါမျိုးလေးပေါ့ညီဆိုအလုပ်လုပ်တဲ့ဆိုရင်လည်းအလုပ်လုပ်တဲ့ manager position ဘာညာနဲ့စသဖြင့်အဲ့ဒီအပိုင်းလေးတွေတက်တက်သိမ်းမယ်ဒါပြီးဒီကောင်ဒီ day ဘယ်လောက်ဖြစ်တော့မလဲငါတို့ထင်တယ် day 4လောက်လို့ထင်တယ်day 4 file လို့ပဲရေးထားလိုက်ဒါဆိုဒီမှာ day 4ဆိုပြီးပြောင်းသွားတယ်နော်ဆိုတော့ကပထမဒီ quiz set တူပါပြီးမှပေါ်တာဘာလဲဆို system file လေးကြီးပေါ်တာ document 2အခုငါတို့ဘာပေါ်တာဆိုရင် day 4ဆိုပြီးပေါ်တာနော် save to this PC ဆိုလဲပေါ်တယ်တော့ဒီ PC မှာဘာလို့ပြီးတော့ save သွားဒီမှာနောက်မှာကျဝလို့ Microsoft Word ပေါ်မှာပဲရှိနေတဲ့အနေထားဒီကောင်ဒီ save ပြီးသွားပြီလို့ပြောလို့ရတယ် စီရရောက်ဟုတ်တယ်နော်အဲ့တော့ save ပြီးသွားပြီဆိုတော့ငါတို့ဒီကောင်လေးတေချောင်းပိတ်ကြည့်မယ်ဝါးကြီးကိုပိတ်လိုက်နော်ဒါ software ပါကျန်နေတဲ့ဒါတွေပါအကုန်ပိတ်လိုက်နော်ဒီနောက်မှာဆိုတော့ recovery ယူထားတဲ့ဒီ file တွေရောအကုန်ပိတ်မယ်ဒီ mod file တွေရောပိတ်သွားကြည့်အောင်ငါတို့တင်ခဲ့တဲ့ file ကိုဆိုတော့လောက်ခဲ့တဲ့ file ကိုပြန်မေးတော့မှာလေ Microsoft Word ပိတ်သွားတဲ့အချိန်ကျတော့ညီလေးအဲ့ဒီ file ဘယ်မှာထားခဲ့တာလဲဆိုရင်အဲ့တော့လမ်းကြောင်းပြန်ပြောနိုင်တော့အဲ့တော့ computer desktop မှာရှိတဲ့ disk PC computer ကြီးတွေကိုဝင်လိုက်မယ်နော်ဒီထဲဝင်လိုက်တယ်ဟုတ်ပြီ data ဒီထဲကိုသွားတယ် M2 data တဲ့အဲ့ဒီမှာ teaching Word ဆိုတာလေးသွားမှာနော် teaching Word ဟုတ်ပြီသိပြီအဲ့ဒီမှာ organ ဆိုတဲ့ folder လေးအဲ့ဒီမှာဒီမှာ day4 ဆိုပြီး file လေးတွေအဲ့ဒီကောင်လေးကိုကျွန်တော်ဘာလုပ်လဲ file လမ်းကြောင်းအဲ့ဒါတွေပါကိုတို့ကတေချာအောင်ဘာလုပ်အောင်ဆိုပြောနိုင်ရဒါမှဒါလည်းကိုအလုပ်လုပ်တာလောက်ရကျွန်းတယ်ပေါ့မောရင်မင်း file တွေအများကြီးတော့လုပ်ထားတယ်ဘယ်နေရာမှာရှိမှမပြောရတော့ဆိုပြီးရောဟုတ်တယ်မလားအလုပ်အလကားပြောโอเคအဲ့တော့လမ်းကြောင်းတည်တော့အဲ့ day4 ကိုငါတို့ဖွင့်လိုက်မယ်နော်ဖွင့်လိုက်တယ် day4 ဖွင့်လိုက်တော့ဒီမှာဆိုတော့ကိုတို့လောက်ထားတဲ့ file လေးတွေဒီမှာတက်လာပြီနော် full screen ဖွင့်လိုက်ဒါဆိုတော့ okay တယ်ဒါပေမဲ့အဲ့ဒီမှာထပ်ပြီးတော့ဖြည့်မယ်ကွာဒီနေ့လေးမှာငါတို့စာလေးတွေထပ်ဖြည့်တာမျိုးတွေလာတော့နော်ဒီအောက်ကစားလောက်ချလိုက်မယ်အဲ့ဒီမှာ shine computer ဆိုပြီးဒါတော့ကိုကစလုံးကြီးတစ်လုံးပဲပြချင်တာပေါ့တကယ်တော့ဘလောက်ပဲပြောင်းလိုက်တာနဲ့သူကဘာလို့ပြီးမလဲဆိုပိတ်ခါကျရင် change ဖြစ်သွားပြီငကိုအတိုင်းမဟုတ်တော့ဘူးဒီဖို့မှာဒီမှာ shine computer ဆိုစလုံးလေးပို့သွားပြီထက်စိတ်မလားလို့အဲ့ဒါညီလေးကဒုံးစိလို့နေလိုက်ရင်ဒီစလုံးတွေပါလာမှာမဟုတ်တော့အရင်တိုင်းပဲဖြစ်နေဒီ shine computer လို့နောက်ထပ်ပြင်လိုက်တဲ့ပြင်ဆင်ချက်တွေပေါ့ညီတို့ဆိုအလုပ်လုပ်တာဖြစ်တဲ့အတွက်တနေ့ edit လုပ်ရမှာပါ file တစ်ခုဒီနေ့လဲဖွင့်နောက်တစ်နေ့လဲထပ်ပြီး edit လုပ်ရမှာဖြစ်တဲ့အတွက်ဒီကြတော့စိတ်ကိုတော့
အဲ့ဒါတစ်ခုပြီးတိုင်းတစ်ခုပြန်စေ့ပေါ့အဲ့တော့ဒီကောင်လေးကို default လေးကိုဖွင့်လိုက်မယ်ဆောနာစလုံးလေးပါမလားကြည့်လိုက်မယ်နော် sign ကွန်ပျူတာအဲဒီမှာပါတယ်အဲ့တော့မပါပဲမစေ့ပဲလုပ်ကြည့်မယ်ဒီနောက်မှာတို့ကတစ်ခါတည်းကက်ရက်မှာပဲ all can ဆိုပြီးညီလေးနာမည်ရေးလိုက်အဲ့ဒီကျတော့တို့ဒီမှာပိတ်တော့မဲ့အချိန်ကျတော့မစေ့တော့ဘူးရောင်ပြီးတော့ဒုံးစေ့နေလိုက်မယ်နော်အဲ့ဒါဖွင့်ကြည့်မယ်ညီနောက်ဆုံးပြင်ဆင်ချက်တွေပါမလားဆိုတော့ဒီမှာသွားကြည့်လိုက်တော့အဲ့ဒီနောက်ဆုံးပြင်ထည့်လိုက်တဲ့ all can ဆိုတာကြီးကမပါလာဘူးအဲ့ဒီချိန်ကျလည်းညီလေးကဖိုင်ကြီးတော့စေ့မိပါပြီးတော့ရင်ကျိုးရမှာပေါ့မနေ့ကငါအလုပ်လုပ်တဲ့ဖိုင်တွေကိုထပ်ပြီးတော့ edit ထဲမှာမစေ့လိုက်ရဘူးဆိုပြီးတော့ဖြစ်သွားတဲ့အဲ့တော့ကိုတို့အနေနဲ့အကြံပေးချင်တာတော့ဒီနောက်မှာငါတို့အလွယ်တကူစာရီကြီးတိုင်းနော်စာတစ်ခုထူကြတိုင်း Ctrl S ဆိုရင်အများနဲ့နှိပ်ပါ keyboard ကနေ Ctrl S ဒီစေ့တာပေါ့နော်မဟုတ်ရင်လည်းဒီစေ့ဘက်တွေတွားပြီးနှိပ်ပြီပေါ့အဲ့ဒါမှဒီအလုပ်လုပ်တဲ့ file တွေငါတို့မမေ့မရော့ပြန်ရမှာမဟုတ်ရင်အဓိကတော့ကိုတို့ Microsoft ကသုံးတတ်ဖို့ထက်ဒီအသုံးပြုတတ်ပြီးတော့ file တွေမသိမ်းတတ်ဘူးဆိုလည်းအလက်ကားဖြစ်မှာဆိုလို့ခဏလေးနော်ပေါ့လေးOh my gosh. Atlassian shift into Ovid. Hello Hago. Okay ညီရနော်အဲ့ဒါနည်းနည်းလေးကိုတို့ဆက်ပြောလိုက်အောင်အဲ့တော့အဓိကအခုပြောရတဲ့နေရာညီပြင်ဆင်တဲ့အပိုင်းတွေထက်ကိုလုံးလိုက်တာတွေဖိုင်သိမ်းတာတွေနေရာထားတာတွေပေါ့အရင်ကြီးကြီးတယ်အကိုတင်ခဲ့ဦးတဲ့ basic တင်တဲ့နေမှာကျောင်းသားတွေဆိုအများစုကအဲ့လိုတွေပဲသူတို့လုပ်ငန်းခွင်တော့မရောက်သေးဘူးဒါပေမဲ့အဲ့လိုသူတို့လေ့ကျင့်တဲ့ဖိုင်တွေပြန်ပြီးရင်မရှာတတ်တော့ပျောက်ကုန်တာလို့ပြက်ကုန်တာအဲ့တော့အရေးကြီးဆုံးအချက်ပေါ့အဲ့တော့ Microsoft Word တုံးတက်ပြီးတော့ဖိုင်မသိမ်းတတ်ဘူးဆိုတော့လည်းကားဖြစ်မှာနော်အဲ့တော့ဒီဖိုင်တိမ်းတဲ့ဖိုင်တွေကိုယူဆိုင်မယ်အဲ့တော့ဟိုတနေ့ကကိုကြံခဲ့တဲ့ insert ဘိုင်းမှာရှိတဲ့ picture လေးနည်းနည်းဆက်တော့နော်ဒီနေ့လေးမှာကိုဓာတ်ပုံတစ်ပုံတော့ထည့်ကြည့်မယ် picture this device ဆိုဒီကွန်ပျူတာဓာတ်ပုံပေါ့နော်ဒီထက်မှာဓာတ်ပုံရှိမလားကိုကြည့်အောင်နော်ဒီမှာဓာတ်ပုံတစ်ပုံတော့ရှိတယ်တန်လေး file ပဲkeyboard လေးက PDF ဒါလေးတစ်ချက်ကိုထည့်ကြည့်လိုက် file desktop ထည့်နော် Mac မှာ Windows တင်ထားတဲ့ဟာလေးကိုကိုတို့အဲ့တော့ဒီဓာတ်ပုံကြီးဒီမှာရောက်လာဓာတ်ပုံကြီးရောက်လာဆိုတော့သူ့မှာကိုတို့တဲ့ picture style နဲ့မှာပါတယ်ဒီမှာ frame တွေဘောင်တွေပေါ့နော်ဒါညီလေးကိုပြောလိုက်တယ်ဘယ်လိုဘောင်တွေသုံးမလဲအဲ့ဒီဘောင်တွေမှာဒီမှာ border color တွေခွဲရတယ်ပေါ့နော်ဒါတွေကတော့ပုံမှန်အဖြစ်တော့တိတ်ပြီးတော့သုံးထားတော့ဟိုလိုရေးအဖြစ်တော့မလိုဘူးပေါ့ဒါပေမဲ့ဓာတ်ပုံလေးတွေကိုနည်းနည်းလေး document foundation လုပ်တဲ့အချိန်ကျတော့လှပပလေးဖြစ်တဲ့အချိန်မှာဒါလေးတောင်းအောင်ပေါ့နော်ဆိုတော့အခုဒီ view ဆွဲတဲ့အချိန်မှာလည်းဒီဟာလေးကဘာဖြစ်နေလဲဆိုရင် multiple page ဖြစ်ရမှာပေါ့ဒီနောက်မှာဆွမ်းနာကဒီ picture format function တွေပို့လာတဲ့အထက်မှာဓာတ်ပုံတွေရဲ့ဘောင်ဖြစ်တယ်ဘောင်အပိုင်းရှိတယ်နော်အဲ့တော့ဒီဘောင်တွေငါတို့ပြန်ဖြောက်ချင်တယ်ဆို picture ပို့လာတဲ့မှာ no outline ဆိုတာပြန်ရေးတယ်နောက်ပြီးတော့ဒီမှာ picture နဲ့ပြတဲ့ effect ပေါ့ effect ထဲမှာနံပါတ်1ဒီပြင်ဆင်ချက်ထဲမှာ preset ဆိုတာပါတယ် preset ဆိုတာတက်ဆင်ထားတာပေါ့ set ဆိုတာတက်ဆင်တာ pre ဆိုတာမတိုင်ဘူးဆိုတော့ကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့မတိုင်ခင်ရှိတဲ့အရာတွေဆိုတော့ template file တွေပဲပြောလို့ရတယ် preset value တွေအဲ့တော့ငါတို့ကခေါင်းဆောက်ဆိုင်မလို့သူ့ထက်ပုံမှန်လေးတွေကိုကြိုက်တဲ့လား light သုံးလို့ရတယ်ဥပမာဒီ preset 1 value ဒါလေးတစ်ချက်ကြည့်နော်ဒီမှာတော့အခုက color နဲ့တိတ်မပါတော့တိတာပါမလားတော့မသိဘူးနည်းနည်းလေး file set လေးကျုံလိုက်နော်ရှစ်ကီကိုနေပြီးကျုံကြည့်လိုက်မယ်ပြီးရင်ဒီမှာရွှေ့လို့ပြီးလို့မရသေးဘူးနော်အဲ့ဒါလေးလည်းရွှေ့လို့ရအောင်လို့ငါတို့ဒီ red tag ကနေကြော်ပြီးတော့သူတို့ကိုအရင်လေးနှိပ်ထားလိုက်နော်အဲ့လိုလေးလောက်ထားလိုက်အဲ့တော့ဒီ file လေးကိုဆွမ်းနာက preset value 1ဆိုတာလေးထားတယ်နံပါတ်2လေးထားလိုက်မယ်အဲ့တော့ဘာလဲဆိုဒီအမဲရောင်ခုံးမလို့ဒီနှခမ်းသားလေးတွေမှာတတိထားကြည့်တယ်နော်နှခမ်းသားလေးတွေမှာကြစ်ပြီးလုံးထွက်လာတာပေါ့ preset 1နဲ့ value နဲ့အဲ့တော့အဖက်ထဲမှာ preset မှာနန်းထားလိုက်မယ်ကြည့်လိုက်ဒီမှာငကိုအနေထားမှာဘာမှမပါဘူးလေးတော့သူ့ရဲ့ပညာအညီကြီးပဲလေအဲ့ဒီဟာကိုငါတို့ effect ထည့်နေသွားပြီ preset value နံပါတ်2လေးနေလိုက်တော့ဒီမှာတော့ဖောင်းကြောက်ပုံစံလေးဖြစ်လာဒီလိုတတိကန်တောင်းလို့ဇဝဲကုန်ဒီမှာနှခမ်းသားလုံးနဲ့ပုံစံနောက်ထပ်ပို့တိတာတဲ့တခြား effect တွေဒီမှာလိုက်ကြည့်အောင် preset နော်ဒီမှာဆိုရင်နံပါတ်3 preset 3 value ပေါ့နော်နောက်တစ်ခုတခြားရရှိတယ်နော်ဒါလေးတစ်ချက်ဒီမှာ preset 4ဒီလိုမျိုးဖောင်းကြောက်လေးဆိုပို့တိတာလိုက်မယ်တွေ့လား
အတွက်ဓာတ်ပုံနဲ့မတူတော့ဘဲနဲ့ဘာနဲ့တောက်တယ်လဲဆိုစာအုပ်ဒီဇိုင်းလိုကြီးပေါ့နော်စာအုပ်လေးနဲ့လဲထားတဲ့ပုံစံမျိုး rotate အဲ့ဒီ preset လေးတွေတော်တော်လေးကိုလှတယ်ကိုတို့နေနော်ဒါကကိုယ့်ရဲ့ပုံကြောင့်ဟိုကောင်းတချို့လိုရှုခင်းပုံတွေတို့ဖုံဝေါ်ပေးပါတွေတို့နော်ဖုံးပုံစံလေးတွေတို့တကယ်ဟို model မင်းသားမင်းသမီးပုံလေးတွေဆိုအရန်ကိုသဘောကျဖို့လှဖို့တူကောင်းတယ်ဒီပြင်ဆင်ချက်တွေလေ 3D လဲတာတွေဒီမှာ downlight တွေအများကြီးပါတယ်ကိုပြောချင်တာနော်ဒီ function တွေညီလေးက document လေးတွေကိုလှအောင်ပြန်ဖန်တီးလို့ရတယ်တေးကြတယ်မင်းအလုပ်ထဲမှာမင်းတို့လုပ်ငန်းနဲ့ပတ်သက်တဲ့အားတွေကိုပုံနဲ့စာလေးတွေနဲ့တွဲပြီးတော့ document work profile company profile တွေလုပ်တဲ့ချိန်ကျရင်ဒီ effect တွေမျိုးစုံအောင်သုံးလေကြည့်ရတာပိုပြီးလှလိမ့်မယ်ပေါ့ပြောချင်တာနော်အဲ့လိုမျိုးလေးတွေသုံးမယ် picture effect လိုအပ်တယ်လို့သုံးပေါ့နောက်တစ်ခုက share တို့ကတော့ဒီအရေးထွက်တာတွေနော်ဒီပုံလေးရဲ့အောက်ခံအရေးလေးတွေတွားတာနော်ဒီမှာတော့အရေးမှာအင်းအတွင်းအရေးရှိတယ် perspective ဆိုတာဒီ downlight ဘေးအောက်ဖက်ဒီမှာ share တို့ထွက်တာနော်ဒီလိုလေးတွေအရေးလေးတွေတို့ထွက်လာတယ်အဲ့တော့ဒီပုံကနည်းနည်းကြီးနေတဲ့အတွက်မသိတာဆိုနည်းနည်းပုံလေးကိုနည်းနည်းချုံလိုက်အောင်နော်ရှစ်ကီကိုနေပြီးချုံလိုက်မယ်နော်အစင်ဆွမ်းနာကဘာလဲဆိုရင် effect ထဲက protein share တို့နော်ဒီအောက်ဖက် perspective down ဘက်တွေဒါတွေရှိမယ်နော်ဒီလိုမျိုးလေးတွေကိုကြိုက်တဲ့ share တို့ကနေရှိမယ်ဟုတ်ပြီငါတို့ဒီပုံကြီးကိုတိတ်သဘောမကျလို့မပေါ်လို့ပြန်ပြီး change နေတယ် right click ထောက်ပြီး change picture နေပြီးတော့ကွန်ပျူတာနေကြည့်အောင်ကွာ not stock image တွေသွားမလား down online image တွေသွားမလား Microsoft server မှာရှိတဲ့ fusion ထားတာလေးတွေငါတို့ရွေးကြည့်အောင်ပို့ပြီးပေါ်လွင်အောင်လို့အဲ့တော့ server ကနေချိန်တာဆိုနည်းတော့အချိန်လေးတော့ပေးရတယ်ဒီမှာ stock image ရဲ့ image တွေကိုရောက်သွားဒီထဲမှာကိုကြိုက်တဲ့ fusion ပုံပဲဖြစ်ဖြစ်တစ်ခုဖန်တီးကြည့်လို့ရတယ်ဒီ fusion လေးစမ်းကြည့်အောင်ဒါလေးနဲ့ပြီး insert one နှိပ်လိုက်မယ်အဲ့တော့သူ့ရဲ့ function effect တွေပါတွဲပြီးသားဖြစ်သွားပါနော်မဟုတ်ဘဲနဲ့ပုံဖြတ်ပြီးပြန်ထည့်တယ်ဆိုဒီ function တွေပြန်တွင်းနေရမှာအဲ့တော့ format design တွေကြာပြီးသားပုံကို change picture နဲ့လဲဆိုတော့အဲ့ဒီ format လေးနဲ့ပဲဝင်သွားလိမ့်မယ်ခဏလေးစောင့်ပါနော်သူ့ရဲ့ပုံလေးကိုငါတို့ server ကနေတူတောင်းနေရောက်သွားပြီတွေ့လိုက်အဲ့လိုပုံစံမျိုးလေးဖြစ်သွားတယ်အဲ့တော့ preset value မှာတစ်ခုနဲ့တစ်ခုပြန်တည်ခြင်းနဲ့ဆိုသူ့ရဲ့ nego preset ကိုဒီကပြန်ပြောင်းလိုက်နော် cover frame ကြီးကတော့ပြန်ဖြတ်ခြင်းနဲ့ဆိုရင်ဒီမှာ no preset စောနာက shadow ဘိုင်းတောင်းမယ်ဆိုတော့ဒီမှာ shadow အရေးကလေးတွေကြာလာလိမ့် perspective အောက်ဘက်အရေးတွေကြာလာတယ်ဟိုဘက်ဒီဘက်လဲနောက်လုံးဝပြန်ပြီးပြောင်းမယ်ဆို no shadow အဲ့တော့ reflection ဆိုတဲ့အပိုင်းလေးရှိတယ်အလင်းပြန်အောင်လေးတွေနော်ဒါလေးတွေကျတော့ညီလက်တွေ့ဦးမှာပါရေကန်နေမြစ်ကမ်းနေမှာကံပေါ်မှာဓာတ်ပုံရရင်လူကရေထဲမှာလည်းကြာနေတာအပေါ်မှာလည်းပေါ်အဲ့လိုပေါ်နေမယ်အဲ့ဒါလေးကိုဒီမှာလိုက်ပြီးတော့ပြင်နေ picture effect ပိုင်းမှာ reflection ကိုဒီမှာပြန်ပြောင်းလိုက်အောင်မယ်နောက် glow ဆိုအယောင်တောက်ပါလားဘေးပေါင်းနေပြီးအယောင်လက်လာတာနော်မှန်ပုံဓာတ်ပုံသူကဘောင်ရင်မဟုတ်ဘဲနဲ့ဘေးကနေလေကာလာလေးတွေနဲ့ glow effect ဖြစ်အောင်ရအောင်လုပ်ပေးတယ်နော်အဲ့တော့ main လေးတွေတော့ကြိုက်တယ်မျက်နှာတွေပါရအသားဖြူအောင်မျက်နှာတည်တဲ့ညီတော့မရဘူးပေါ့တချို့ပုံတစ်ပုံလုံးအဲ့လိုမျိုး glow လောက်တာမျိုးတွေလုပ်လို့ရမှာနော်အဲဆိုတော့ပြန်ဖြတ်လိုက်မယ် glow ပြန်ပိတ်ပြီးတော့ soft edge ဆိုတာလေဒါလေးလည်းအကိုတို့အနေနဲ့အသုံးဝင်တယ်သူကဘယ်လိုမျိုးလဲဆိုဒီ EDGA ဆိုတာအစွင့်ကိုပြောတာအစွင့်တာအနာတက်တွေနူးညံ့အောင်လုပ်တယ်နော်ဒီမှာ point တွေပါတယ်5 point တို့25 point တို့ဒီဟာလေးပေါ့အဓိက10 point လောက်ဆိုမစိုးဘူးစလုံးတွေထဲမှာရောထားလိုက်ရင်ပို့တည်တာတယ်သူကဒါကြတော့ဘာနဲ့သွားတည်လဲဆိုတော့အကိုပြောချင်တာဒီစာရွက်ကိုမင်း print ထုတ်ကြည့်လိုက်ရင်ဓာတ်ပုံကစာရွက်ပေါ်မှာကတ်တာမဟုတ်ဘဲနဲ့စာရွက်ထဲမှာကိုဓာတ်ပုံပါနေလို့မျိုးလေအတွင်းလေးတွေကနေကိုထွက်လာတယ်လို့ဒီဇိုင်းလေးပေါ့နော်သူ့ကိုပွားချင်တယ်ဆိုလဲ control ကိုနှိပ်ပြီးတော့အပေါင်းလေးနဲ့ဒီမှာငါတို့ပွားရလို့ရတယ်နော်အပေါင်းလေးနဲ့ပွားရလို့ရတယ်ကိုလိုချင်တဲ့လောက်ပွားရလို့ရတယ်ပုံတစ်ပုံကို control နှိပ်ပြီးဖြည့်လိုက်ရင်တော့အပေါင်းလေးပုံပြီးပွားတာကိုအဲ့တော့ format ထဲမှာသွားပြီးတော့ဒီကောင်ကို reset လုပ်လိုက်မယ်ဆိုတော့ငကိုအတိုင်းဖြစ်သွားမှာဒီကောင်ကိုလည်းပဲငါတို့က reset လုပ်လိုက်ဒါဒီနှစ်ခုမူရင်းပုံဒီမှာပြင်ထားတဲ့ပုံနဲ့မြင်ရတာချင်းမတူဘူးလေနော်ဒီကောင်ကြီးကအပေါ်ကနေကတ်ထားလို့ထင်ရတယ်ဒါကြတော့ဒီထဲမှာမြုပ်နေတယ်လို့ထင်ရတယ် okay အဲ့တော့ format ထဲမှာထပ်သွားမယ်ဆိုရင် effect ကဆောနာ glow solid ပြီးသွားပြီ no solid ပြန်ပြောင်းလိုက်မယ်နော်နောက်တစ်ခုက b ပဲဒါလေးရဲ့လည်းဖောင်းကြ design တွေပဲပိုးလာတယ်နော်ဒီမလွယ်တဲ့ပုံတွေကိုပြန်ဖြစ်လိုက်အောင် b ပဲဆိုတဲ့ဘိုင်းမှာကြည့်ဒီမှာသိလားတွက်တဲ့ပိုးတည်တာလေနှခမ်းသားလေးတွေဒီမှာဆောနာလိုမျိုးမဟုတ်တော့အမဲမဟုတ်တော့လေလုံးထွက်နော်ပုံတစ်ခုရှင်းကြည့်နေတည်တာပေါ့ဒီပုံငါတို့ reset လုပ်ပြီးတည်တာနော်ငကိုတော့ဒီလည်းအတိအကြီးလေဒီမှာလုံးလေးဖြစ်လာနောက်က effect ထဲမှာပြန်သွားပြီးတော့ b ပဲထဲမှာပဲဒီလိုမျိုးလေးတွေဒါဆိုသူကဘောင်းလေးတွေထည့်လိုက်တယ်လို့ပုံဒီဇိုင်းလေးတွေပို့ပြီးတော့ရှုခင်းပကြီးကားလို့မျိုးပတာတာဖြစ်တာကြည့်လို့ပိုကောင်းတယ်ပြန်ပြောင်းမယ်နော် effect ထဲမှာ b ပဲဒီဒီဇိုင်းကြိုက်တယ်လားဒီမှာကိုလိုချင်တဲ့လေးမြွတ်လိုက်ပြောင်းကြည့်လိုက်ရပုံလေးတွေထပ်ပေါ်လာဘောင်းအနာတက်လေးတွေတော့လှအောင်လုပ်ပြီးတော့ဒီဒီဇိုင်းလေးတွေရှိတယ်ဒါလေးတွေရှိတယ်ဒါလေးတွေလည်းရှိတယ်နော်ဒီပုံစံကြိုက်တယ်လားနော်
ဒီမှာအနားတက်လေးတွေတွင်းသွားတာရှိတယ်basic ကိတ်မုံလိုလေးတွေပြောချင်တာတော့အခုနားလည်အောင်ဆိုကိတ်မုံဒီမှာပေါ်မှာဖုံဖုံလေးတွေထုထားတာနော် ဟုတ် အဲ့ဒီဟာကိုပဲဒီအဖက်မှာ BPA အောက်မှာ 3D rotation ဆို 3D လှည့်တာရှိတယ်နော် rotate ဘယ်လိုလှည့်မလဲဒီလိုလှည့်တာတွေရှိတယ်နော် design တွေတော့ရေတကွင်းလိုတောင်ဖြစ်သွားတော့ဒီဘောင်ဒီမှာပါပုံလေးတွေလိုက်လာတာရှိတယ်ညီကြိုက်တဲ့ပုံစံတွေမျိုးမျိုးပြောင်းလို့ရတယ်နော်အဲ့တော့ဘယ်လိုနေရာမှာသုံးလဲဆိုတော့ဆွမ်းနာလို့ပဲကိုကပုံရဲ့အနေထားနဲ့ကိုယ့်ရဲ့ word file ထဲမှာဓာတ်ပုံတွေ design တွေတစ်ခုနဲ့တစ်ခုနဲ့မထက်အောင်သဘောကျအောင်ငါတို့လူကြီးတွေသဘောကျအောင်ပြန်သုံးလို့ရတယ်မဟုတ်ရင်ပုံမှန်ဆိုပုံကြီးတဲ့ဒဲကြီးတွေပဲပါနေမှာလေနော်အဲ့တော့ကိုထက်လိုက်တဲ့ဓာတ်ပုံလေးတွေကိုတို့လှအောင်အမျိုးမျိုးဒီမှာခံတီးလို့ရတယ်တနည်းအားဖြင့် picture အဖက်ပိုင်းပေါ့နော် 3D rotation ပြီးပဲ solid glow reflection shadow ဒါတွေပေါ့ဒါလေးတွေလည်းကိုတို့နိုင်တဲ့ဆွဆွသုံးတဲ့ပုံလို့တယ်နော်အဲဆိုမလဲချင်ဘူးဆိုဒီပြန်လွှားမယ်ပြီးရင်သူ့ရဲ့အဖက်တွေပြန်ဖြုတ်ချင်တယ်ဆိုရင် BPA တွေကနေဒါပြန်လို့အလွယ်တကူသွားချင်တော့ reset picture ပေါ့ဒါဆိုငကိုတိုင်းပြန်ပြီးရတော့မှာနော်ပြန်ပြီးလုံးမယ်ဆိုတော့ဒီမှာဆွမ်းနာလို့ preset value ထဲမှာပါတယ်ကိုတို့ကြတဲ့ design တစ်ခုလောက်ရွေးလိုက်ရတယ် ဟုတ် ဒါလေးပဲအဲ့တော့ဓာတ်ပုံနဲ့ပတ်သက်တဲ့ဓာတ်ပုံနဲ့ပတ်သက်တဲ့ဘောင်တွေရှိတယ် effect တွေရှိတယ်နောက်၄ရောက်အပိုင်းရှိတယ်နော် picture ၄ရောက်ပိုင်းဆိုတော့ဒီ၄ရောက်ကတော့သူကဘာတွေလောက်တာလဲဆိုတော့ဓာတ်ပုံလေးကိုစာလေးတွေနဲ့တိစိတ်တွဲပြချင်တာပါဒီပေါ်မှာစာလေးတွေပါတွဲပါဒါဒီပါလဲဥပမာပြင်ဦးလေးလို့သဘောထားလိုက်မှာပါကိုတို့နော်ပြင်ဦးလေနော် PON လို့ပဲကြီးလိုက်ပါအတူပေါ့နော်ပြင်ဦးလေစတဲ့ကန်ကြီးရဲ့နာမည်တစ်ခုနဲ့ငါတို့သွားဆွဲပြအောင်နော်မြန်မာလိုရေးမယ်ဆိုလည်းရပါတယ်အဲ့ဒီစလုံးလေးနဲ့ကိုက်ညောင်တော့ဖောက်ဆိုင်လေးတော့နည်းနည်းပြင်ရအောင်အောင်တဲ့ထက်မှာပဲသွားပြီးတော့ဖောက်ဆိုင်လေး short နော်အဲ့လိုပုံစံမျိုးလေးတွေအဲ့ပုံနဲ့စာလေးတွေနဲ့တွဲပြီးတော့ picture လေးယောက်ဒီမျိုးမျိုးကတော့ပြန်ဖန်တီးလို့ရတယ်နော်ဒီမှာတော့ CPR လေးယောက်ဆိုတော့အဲ့ဒီလေးယောက် fashion တော့ကိုရိုးအနေနဲ့တိတ်တော့မပြောလို့ဘာလို့ဆိုတော့သူကဒီ design လေးတွေနဲ့ဖန်တီးခြင်းနဲ့ချင်းတွေတော့ကြိုက်တာပေါ့ဒီမှာစာနဲ့ပုံနဲ့မျိုးမျိုးဘယ်လိုပုံစံမျိုးတွေတွဲမလဲဘယ်လို design လေးတွေလုပ်မလဲဆိုတော့လေနော်စောနာမှာဒီပုံဒီဘာပုံကြောင့်ဖြစ်တဲ့စာမျိုးတွေဖော်ပြချင်တာမျိုးတွဲပြီးတော့အချက်လက်နဲ့ပြချင်တဲ့ချင်းကြဒါမျိုးတွေတောင်းနေတာနော်ပြောလိုက်ဒီမှာနောက်မှာ design တွေ color တွေပါလိမ့်တယ်အဲ့တော့ smart အတင်ကကြိုင်တော့ဒါတွေတောက်တော့ smart design နဲ့တောက်ပြောတာနော်အဲ့သူ့ကိုဒီတိုင်းထားခဲ့လိုက်အောင်မယ်သူတို့ကအဓိက picture ပိုင်းပြောချင်တာဖြစ်တဲ့အတွက် picture format ထဲမှာပဲဆက်ပြီးသွားကြည့်အောင်နော်အဲ့တော့သူ့ရဲ့ငကို smart အကြည့်ကောင်တို့ပြန်ဖြစ်လိုက်ပါ format ရလို့မကျန်တော့ smart design နဲ့သွားဖြစ်တော့တာပေါ့ဒါကြတော့အဲ့တော့သူ့ကိုပြန်ပြီးတော့ control z ဒီမှာ control z ဒါလေးပါမယ်ဒါလေးနှိပ်လိုက်သူ့ရဲ့ငကိုအနေထားငါတို့ပြန်ရအောင်သွားချင်တာစာတွေမပါရတဲ့အနေထားကိုသွားမယ်ဒီပုံစံလေးရောက်သွားပြီ picture format မှာဒါလေးရပြီးတော့နောက်တစ်ခုကဘာလဲဆိုရင် order တက်ဒါတွေတော့ဒီ display တဲ့ test pane နဲ့ဒီပုံနဲ့ပတ်သက်တဲ့စလုံးလေးတွေတွဲပြတာပေါ့ဒါလေးတွေကလေဒီဘေးနားမှာရှိတဲ့ test pane လေးတွေပေါ်တာဟိုမှာ how way you describe ဒီမှာနောက်ပိုင်းမှာတော့ကိုတို့ဒီထင်းတဲ့ AI လေးတွေပါတွဲပြဒီမှာဆိုရင်sub forza custom mainland လား mainland ကို mainland in order ဆိုဆောင်းရည်လား make an သူတို့ဒီပုံရဲ့အကြောင်းလိုမျိုးပဲထင်တယ်ပေါ့နော်ဒီဟာနဲ့ပတ်သက်တဲ့အချက်လက်ပိုင်းဒါတော့ထားပါတော့ဒီထက်မှာ online ပုံနဲ့တက်ပုံနဲ့အဲ့မှာသူနဲ့ပတ်သက်တဲ့ display ဟွာတွေပါလေ action interaction တွေပြတဲ့ subject အကြောင်းတွေတို့အသေးစိတ်ပြန်ဖော်ပြရည်ပါဒီမှာပါလဲဒါလေးတွေကတော့ base အနေနဲ့တိတ်မတုံဘူးနောက် position အရေးကြီးတယ်နော် position မှာကျတော့သူကတီးနေရဒီစာရွက် site မှာကတော့ဘယ်နေရာတွေထားမှလဲစာရွက်တစ်ရွက်မှာကိုထားလို့ရတဲ့နေရာ9နေရာရှိတယ်တန်းကိုအလဲဘဲညာအလဲဘဲညာအလဲဘဲညာအလဲဆိုပြီးအပေါ်အလဲအောက်အဲ့ဒီတော့မျိုးသွားထားတာစာရွက်လေးနည်းနည်းကျုံလိုက်တော့ကိုသိတာမယ်နော်ဒီမှာ position ထဲမှာဒါဆိုရင်အပေါ်ဆုံးတန်းအလဲတန်းအလဲဒါဆိုရင်အောက်တန်းမှာရှိတဲ့အလဲကိုအောက်တန်းရောက်တော့အောက်တန်းညာဘက်အောက်တန်းရှေ့ဘက်အလဲတန်းရှေ့အလဲတန်းအလဲတန်းနောက်စာလို့ရမယ်လို့ position middle right တွေပါတယ်ပေါ့ရှော့နေမှာဆိုမြန်မာလိုပဲပြောလိုက်တော့အပေါ်တန်းညာအပေါ်တန်းလဲအပေါ်တန်းရှေ့နော်ဘယ်ပေါ့Okay အဲ့လိုမျိုးကိုနေရာထားလို့ရတယ်ကိုတော့နောက်က rapid function ကျတော့ဒီ inline with text လို့သွားချင်တယ်ဒီ function တွေ design တွေပေါ့ပုံနဲ့စာနဲ့အဲ့လိုကြလဲကိုတို့တဘောမကြောက်ဘာလို့ဆိုတော့အပေါ်မှာတက်ကြံတယ်ပုံနေရာမှာစလုံးညက်ကွက်လက်ကြီးဖြစ်အဲ့ဒါ inline with text လို့နောက် square ရတယ် square ကြဒီနေရာလေးကို square ကြံ၄တော့နားလေးနားပေါ့နော်အဲ့ဒီတိုင်းချမ်းပြီးတော့စာလုံးတွေဖြည့်တာအဲ့လိုမခွင့်နဲ့ TIJ တွေတားရဆိုတင်းကျက်တာပေါ့အဲ့တော့ तू ကဘာလဲဆိုတော့ရရမြစာဒီဘေးနဲ့မှာတင်းကပ်ပြီးကြည့်တဲ့ပုံစံမျိုးဆန္ဒကလို့လည်းသူတို့ကတက်ရှော့အဲ့ဒါဘာလဲဆိုသူပုံထားတဲ့နေရာမှာစာလီတွက်နေသူကြိုက်တဲ့နေရာလေးတွားလို့ရသူတို့မဟုတ်ရင်ဒီပုံကြီးငါတို့ရှိလို့မရဘူးလေအဲ့ဒီ function တော့
နော်တော့ and bordering နဲ့တော့ and bordering ကျဆွမ်းလို့သူ့ရဲ့ပုံရက်ထိပ်မှာလည်းစာရှိမယ်အောက်ဖက်မှာလည်းစာရှိမယ်ဘေးဘက်ညာမှာမရှိရဘူးကွာစာကြီးလို့လည်းမရဘူးအဲ့တော့ behind that ဆိုလည်းရှိတယ် behind that ဆိုပုံကဘယ်ရောက်တော့လဲဆိုစလုံးတွေရဲ့နောက်ခံကိုပို့ပြလိုက်တယ် နောက် နေရာနဲ့စာနဲ့ပုံနဲ့အဲ့လိုမျိုးလဲသဘောကျလားမကြိုက်ဘူးဆို in front of that ဒါကြောင့်လေသူ့ရဲ့နောက်ကစာကြီးကကွဲသွားပြန်ရောနော်အဲ့တော့အဲ့ဒီຢာတွေကတော့ function နဲ့ပါလဲလို့လားဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့ကိုယ်နဲ့ကညီလာရေးရမှာအခုတို့အနေနဲ့တော့သူတို့ကိုပဲသုံးတယ်ပေါ့နော်ဒီသူတို့ကိုပဲတစ်လျှောက်ကိုပဲတော့ဒါလေးနဲ့ပဲအဆင်ပြေတယ်ပုံမှန်အားဖြင့်တော့လေနောက်ဒီဘက်မှာ forward တို့ backward တို့ selection pane တို့ဒါလေးတွေရှိတယ်အဲ့တော့ဒီပုံလေးကိုနည်းနည်းလေးပြောင်းလိုက်မယ်